အမေကပြောတယ်အဖေနဲ့လက်သက်ပြီးတော့ကို့ကိုရခဲ့တာကသူမအတွက်ဖျားပြေးဆိုလက်တဲ့တေချာစဉ်းစားကြည့်မှအဖေကလူလောကထဲကထွက်သွားတာကို့တက်လောက်ရှိနေပြီအမေဟာတောင်းဆရာမပြီးအပြင်လုံးမလို့တဲ့လက်ပါရဲ့ထဲပါရမို့မွေးကြီးရစမဆူဆောင်တဲ့ခဲ့ဘူးသူမကကျမ်းမာရေးမကောင်းတဲ့ဘဝကိုခိနဲ့ရှင်တန်ခဲ့ရတယ်ရွှေမျိုးတွေကြားမှာလည်းမျက်နှာငယ်စွာနဲ့ဖြတ်ကျော်ခဲ့ရတယ်အမေကပြောတယ်ဒါပေမဲ့အခုချိန်မှာဒီတက်ဒီရွယ်မှာသူမဟာအပျော်ဆုံးပါကိုကတော့တိတ်တော်တဲ့သမီးမဟုတ်ပေမဲ့အမေတို့ချင်တာဖြစ်ချင်တာတွေကိုလက်ခါပြန်ပြောစရာမလိုအောင်ဖြည့်ဆည်းပေးနိုင်တဲ့အထိစူးစမ်းနေတယ်ရှေ့ဆက်ပြီးတော့ကိုလောကကြီးမှာမရှိတော့ရင်တော့အမေဟာရွှေမျိုးတွေကြားမှာမျက်နှာမငယ်ပဲနေထိုင်နိုင်တယ်မိမသားတရားဖြစ်ရှိနေစေချင်တယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်